အားလုံးပဲမင်္ဂလာပါကားတစ်စီးကို original ဆေးသားနဲ့ပြန်သိနေဘယ်လိုခွဲကြမလဲကျွန်တော်တို့ original ဆေးသားနဲ့ပြန်သိနေဘယ်လိုခွဲကြရမလဲဆိုလို့ရှိရင်နံပါတ်1အချက်ပေါ့နော်နံပါတ်1အချက်မှာဆိုလို့ကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့ဒီကားရဲ့ထုတ်လုပ်တဲ့ခုနှစ် model ကိုသိနေဖို့လိုတယ်ပေါ့နော်ဒီကားရဲ့ထုတ်လုပ်တဲ့ခုနှစ် model ရပေါ့နော်လိုခဲ့တဲ့10နှစ်ကနောက်ပိုင်းဖြစ်နေမယ်ဆိုလို့ကျွန်တော်ဒီလိုမျိုးအစ်စ်တောက်ပနေတဲ့အရောင်မျိုးဘယ်လုံးမရနိုင်ဘူးကျွန်တော်တို့ကုမ္ပဏီကထုတ်လိုက်တဲ့ကားတစ်စီးမှာကျွန်တော်တို့10 year randy ပေါ့နော်10နှစ်အာမခံပေးထားတယ်စီးသားအောင်10နှစ်ပြီးတော့သူကအယောင်ကျတာတို့အယောင်မိန်တာတို့လိုက်ကာကွက်တာတို့လိုက်ကာ6တာတို့လိုက်ကာအပ်တာတို့ဖြစ်လာနိုင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကားတစ်စီးရဲ့ model ကိုကြည့်ပြီးတော့ကျွန်တော်တို့ on သေးပြန်ပြီးအချမ်းပြင်းနဲ့ခွဲခြားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကားတစ်စီးရဲ့ model မှာဆိုလို့ရှိရင်ဥပမာလွန်ခဲ့တဲ့10နှစ်နောက်ပိုင်းကကားတွေဆိုလို့ရှိရင်15နှစ်အနှစ်20ပေါ့နော်18နှစ်အဲ့ဒီဝင်းကျင်ကကားတွေဆိုလို့ရှိရင်ဒီလိုမျိုးအတိအယောင်မျိုးကားတစ်စီးကလိုက်ကာကြီးကဒီလိုမျိုးစိုးပြီးတော့ဣနေတာမျိုးပေါ့နော်လိုက်ကာတွေအများကြီးကြံနေသေးတယ်လို့ဟိုစိုးဣဝင်းပြီးတော့ပေါ့နော်ကားစီးသားအများကြီးကြံသေးတယ်ဆိုတဲ့ကားတွေကဘလို့မှ original မဖြစ်နိုင်ဘူးဒါပြန်သေးပဲတချို့ကားတွေကကျွန်တော်တို့နိုင်ငံမှာပြန်လာဖြစ်တယ်လို့တချို့နိုင်ငံကများနိုင်ငံတွေမှာတခါလေဟွာလာတဲ့ကပြန်စေးမှုတ်ထားတဲ့ကားတွေလည်းရှိတယ်အဲ့ဒီစေးတွေကျွန်တော်တို့နိုင်ငံကစေးတဲ့ quality အရေးကြီးအရန်ကောင်းတဲ့ခါကျတော့ကျွန်တော်တို့မှာ အော်သေးပြန်ပြီးခွဲခြားဖို့တော့မှတော်တော်လေးခင်းရင်းတဲ့ကားတွေရှိတယ်ပေါ့နော်အဲ့တော့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့ original စေးသားနဲ့သိကျင်တယ်ဆိုလို့ကျွန်တော် model ကိုသိဖို့လိုပါတယ်နော်2010နောက်ပိုင်းကားတွေမှာဒီလိုမျိုးတင်းတဲ့တောင်းပနေမှာဆိုလို့ကျွန်တော်ဘလို့မှကျွန်တော်တို့ original စေးမဖြစ်နိုင်ပါဘူးเนาะဒါပြန်သေးပါပဲเนาะအဲ့ဒါကိုသိနေဖို့လိုပါတယ်အကြမ်းမြင်နံပါတ်2အချက်အနေနဲ့နေရတော့ကျွန်တော်တို့ဒီတော့အလင်းအောင်ကောင်းကောင်းရတဲ့နေရာတစ်ခုကိုရှာဖို့လိုပါတယ်ကားဝယ်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကားဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မောင်းရင်းကြားတဲ့နေရာလောင်းကြီးအောက်ဒီမှာအလင်းအောင်မရတဲ့နေရာတွေမှာမဝယ်ဖို့တော့ကြံပြချင်ပါတယ်ဥမာနေအောင်ကောင်းကောင်းရတဲ့နေရာမျိုးအလင်းအောင်ကောင်းကောင်းရတဲ့နေရာမျိုးမှာကားကိုထုတ်ကြည့်နေချင်ပါတယ်ပြီးတော့ကားတစ်စီးမှာဖုံနေရှုံးနေတဲတွေအများကြီးကတ်နေမယ်ဆိုလို့ရှိရင်ကားကိုလူချင်းတို့မကြည့်သေးချင်ပါဘူးမဝယ်သေးချင်ပါဘူးเนาะဘာလို့ဆိုတော့ကားတစ်စီးမှာကျွန်တော်တို့ကနေအောင်ကောင်းကောင်းနဲ့ကောင်းကောင်းစေးသားကိုရောင်ပြန်ဟပ်နေမဲ့စေးသားကိုမြင်ရမဲ့အယောင်အလင်းရောင်လေးလိုပါတယ်ပေါ့နော်အဲ့လိုအလင်းရောင်မြင်ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကားတစ်စီးလုံးပတ်ကြည့်မယ်ဘောအရှိပါချမ်းဘောနဲ့ဗန်မာတကားတွေနဲ့အနောက်ပါချမ်းအနောက်ဘုံတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကခက်ခွက်ခွာလေးကနေပြီးတော့ဘေးကအလင်းရောင်လေးနဲ့မြင်ရအောင်ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်အချက်ကအယောင်မတူဘူးလဲအယောင်ကွဲနေလဲဆိုတာကိုလိုက်ကြည့်ဖို့လိုပါတယ်စေးတစ်စီးကိုဘက်ကပြန်မှုတ်ထားတာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ခွဲခြားပြီးမှုတ်ထားတာဆိုလို့ရှိရင်ကျွန်တော်တို့အယောင်ကဘယ်နည်းမှမတူနိုင်ပါဘူးဘယ်တော့ပဲစေးဆက်တာကောင်းကောင်းကျွန်တော်တို့စေးအတစ်လက်ရနဲ့အဟောင်းလက်ရနဲ့ကတော့စေးကုတ်တူလဲအယောင်ကလာနည်းနည်းကွဲနေမှာပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်တို့ဒီအလင်းရတဲ့နေရာမှာကားကိုထုတ်ပြီးတော့ဒီချက်နှစ်ချက်ပေါ့နော်ဒီလိုအယောင်ကွဲကြလားဒါမှမဟုတ်ရင်တညီသေးလားဆိုတော့ကြည့်ဖို့လိုပါတယ်ဒါကဒုတိယအနေနဲ့ကျွန်တော်တို့ original စေးသားပြန်စေးသားခွဲခြားတဲ့အချက်ဖြစ်ပါတယ်နံပါတ်3ချက်ဟာဆိုရင်တော့ကျွန်တော်တို့ကားတစ်စီးကိုခုနကလိုပဲအလင်းရောင်မြဲတဲ့နေရာကိုထုတ်ကြည့်မယ်ပြီးလို့ရှိရင်ကားရဲ့ဒီ boy စေးသားပေါ်မှာတစ်ချက်ချင်းလိုက်ကြည့်ဖို့လိုတယ်ဘောနက်ပါချမ်းတကားပေါ့နော်ဒီလိုမျိုးတစ်ချက်ချင်းလိုက်ကြည့်ဖို့လိုတယ်ကျွန်တော်တို့အလင်းရောင်ကိုကျွန်တော်တို့ body မှာလာ head အောင်နေရာယူမယ်ယူပြီးလို့ရှိရင်သူကလိုက်ဆွဲကြည့်မယ်ပေါ့နော်အဲ့ဒီပိုကြီးတဲ့ပုံမှာလိမ်မော်သီးခွန်လိုမျိုးကွက်တွေပြုတ်တွေပေါ့နော် orange ပြုတ်တွေအဲ့လိမ်မော်သီးခွန်မှာပါတဲ့အကွက်လေးပေါ့အဲ့လိုမျိုးအခွန်ကွက်ပြုံလေးတွေပါနေမယ်ဆိုတော့အဲ့ဒါပြန်သေးပေါ့နော်အဲ့ဒါပြန်သေးချင်းနေပြီကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့ကားအစ်စ်တွေမှာလည်းအဲ့လိုရေမော်သီးခွန်ကွက်လေးတွေပါတယ်ဒါပေမဲ့တီးတီးပပလေးတွေညီလေးတွေပေါ့နော်ဒါတော့ကျွန်တော်တို့ကားအစ်စ်ကြီးဆက်ဆက်ကြီးတွေစပေါ်လေးလုံးဝမတိုက်ကသေးတဲ့ကားတွေကိုကျွန်တော်ပြောတာပါလေအဲ့တော့ကားဟောင်းတွေမှာဆိုလို့ရှိရင်တော့ဒီလိုရေမော်သီးခွန်တွေရှိနေပြီဆိုလို့ရှိရင်တော့ဘယ်နည်းနဲ့မှပေါ်ရင်တစ်စီးမဖြစ်နိုင်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကုမ္ပဏီကကားတစ်စီးကိုကျွန်တော်တို့10နှစ် running ပြီးတယ်။အဲ့အတွင်းမှာကျွန်တော်တို့ကကျွန်တော်တို့ကားတစ်စီးကိုဝယ်လိုက်ပြီဆိုလို့ရှိရင် support လေးတိုက်မယ်။နော်အတွင်းကရှော်မယ်။တစ်ခါလုပ်မယ်ပေါ့နော်။ကျွန်တော်တို့အပြင် online လုပ်ရှင်လဲကားပွဲသားတွေကတစ်ခါပြန်ပြီးဒီကားကို support လေးပြန်တိုက်မယ်။နော်တစ်ခါပြန်ပြီးတော့ဒီစေးသားတွေကိုပြန်ပြီးတော့ထိခိုက်မယ်။နောက်တစ်ခါလဲအဲ့ကားပွဲသားရှိရဝယ်သွားတဲ့သူကလည်းတစ်ခါပြန်ပြီး support လေးတိုင်နေတယ်တစ်စင်းနဲ့ကျွန်တော်တို့ဒီကားတွေရဲ့ like ကားတွေကအရန်ကိုပေါင်းတော့သွားမှာပါဒီ original ကားတစ်စီးရဲ့စေးသား like ကားအထူကသပင်လုံးတစ်လုံးသားရဲ့တဝက်ပါပဲအထူရှိတယ်ပေါ့နော်အဲ့ဒီအထူပေါ်မှာကျွန်တော်တို့ကတစ်စင်းကတ်တင်လောက်တဲ့ခါကျတော့ကျွန်တော်တို့ဒီ like ကားတစ်ပြေးနဲ့ပါလာတာပေါ့နော်ပါလာတဲ့အချိန်မှာ like ကနည်းနည်းလေးပဲကျန်တော့တဲ့အချိန်မှာကားတစ်စီးကဥပမာထုတ်လုပ်တဲ့ခုနှစ်ကနေစပြီးတော့9နှစ်10နှစ်9နှစ်လောက်ကြာသွားပြီဆိုလို့ရှိရင်ဒီ like ကပပလေးတွေပဲကျန်ခဲ့တဲ့ခါကျတော့သူက၄ရောင်ကြီးတိုင်းလည်းမခံနိုင်တော့ယူပြီးမခံနိုင်တဲ့ခါကျတော့သူကဒီ like တွေ6လာတာအပ်လာတာကွဲလာတာပေါက်လာတာအယောင်မိန်လာတာအယောင်ကျလာတာ
အရာဝက်လာတာရောနော်အဲ့လိုမျိုးကြီးအများကြီးဖြစ်လာနိုင်တယ်အားကြောင့်မလို့ကျွန်တော်တို့ကားတစ်စီးကိုစပေါ်လည်းခဏခဏတိုက်ဖို့မလိုပါဘူးနော်ကျွမ်းကျင်ဒီဒီလာတွေကျွမ်းကျင်သိချရတဲ့ဆိုင်တွေမှာကျွမ်းကျင်ဒီဒီလာတွေဆရာတွေနဲ့တိုင်ပင်ပြီးတော့မှကျွန်တော်တို့ကားတစ်စီးကိုစပေါ်လည်းတိုက်တင်မတိုက်တင်ဘူးနော်တိုင်ပင်ပြီးတော့လုပ်တင်ပါတယ်ဒါတော့နံပါတ်3အချက်ဖြစ်ပါတယ်နံပါတ်4အချက်ကတော့ကျွန်တော်တို့ကားတစ်စီးကိုခဏတော့ပါတဲ့လီမော်စီးကုန်ကွက်တွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ကျွမ်းကျင်ဒီဒီလာတွေကနေပြီးတော့တေချာသွားပုံပဲချပြီးတော့တေချာ order ဖြုတ်ပြီးတော့တေချာ support နဲ့တိုက်ထားမယ်ဆိုလို့ရှိရင်ဒီအကွက်တွေကလုံးဝမရှိတော့ဘူးပေါ့နော်ပျောက်သွားမှာပေါ့အဲ့လိုပျောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စေး body ရောစေးမုတ်လိုက်တဲ့စေးသား quality ရလည်းအရန်ကောင်းတယ်ဒီဒီလာလည်း quality တိုက်တဲ့ဒီဒီလာလည်းလက်ရအရန်ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုလိမ်မော်စီးကုန်ကွက်တွေရောကျွန်တော်တို့ original စေးသားလားပြန်သေးလားဆိုတာကိုကျွန်တော်တို့ခွဲခြားတာတော်တော်လေးခက်ခဲတဲ့အနေနဲ့ရောက်သွားတယ်အဲ့ဒီအချိန်မှာဆိုရင်နောက်ဆုံးအနေနဲ့ဘယ်ချက်ရှိသေးလဲဆိုလို့ရှိရင်နံပါတ်4ချက်ကျွန်တော်ရှင်းပြမယ်အဲ့ဒီချက်အရေးကြီးတယ်နော်ဒီကားတစ်စီးကိုကျွန်တော်တို့ဒီလိုမီလုံးတစ်လုံးရဖို့တော့လိုတယ်ပေါ့နော်ဒီလိုမီလုံးတစ်လုံးရှိတဲ့နေရာကိုကျွန်တော်တွားမယ်တွားပြီးလို့ရှိရင်ဒီမီလုံးကိုဒီပေါ်မှာမြင်အောင်ကြည့်ရပေါ့နော်မြင်အောင်ပေါ်ဆွဲကြည့်မယ်ဆွဲကြည့်လို့အဲ့မြင်ရတဲ့နေရာတစ်ခုကိုကျွန်တော်တို့ဖုန်းပြင်ပြတာနဲ့ဓာတ်ပုံရိုက်လိုက်ဖို့လိုတယ်ဓာတ်ပုံရိုက်ပြီးလို့ရှိရင်အဲ့ဓာတ်ပုံကိုကျွန်တော်တို့အနည်းငယ်ဆွဲဖြဲကြည့်မယ်ပေါ့နော်အဲ့တော့ original ကားစေးသားဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမီလုံးကျတဲ့တက်တဲ့ကိုကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်လို့ကျွန်တော်တို့ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝဝါလုံးပုံစံဝိုင်းနေတာကိုမြင်ရမယ်နော် original စေးသားဒီမှာဆိုလို့ရှိရင်ဥပမာဒီလိုမှန်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမီလုံးကလုံးဝအဝိုင်းတိုင်းမြင်ရမယ်နော်အဲ့တော့ပြန်သေးတွေမှာဆိုရင်တော့ဘလောက်ပဲကျွန်တော်လက်ရကောင်းအောင်တိုက်ကျွန်တော်တို့ဒီဓာတ်ပုံရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်အထက်ကမီလုံးကပုံတော့ဒီအဝိုင်းဆိုရင်လည်းနော်ဝါလုံးတိုင်းလုံးဝမရှိဘူးပေါ့နော်ကျွန်တော်တို့ဘဲဥပုံဖြစ်နေတာကဒါကအနာသတိတွန့်နေတာမျိုးအဲ့လိုဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်တော့ပြန်သေးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့ဒီစေးမုတ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့စေးမုတ်လိုက်တဲ့လိုက်ကာမုတ်လိုက်တဲ့အဲ့ဒီမှာကျွန်တော်တို့ပုံနဲ့ပြန်ချရတယ်ပေါ့နော်ဒီစေးသားကိုညီအောင်ကျွန်တော်တို့က support တဲ့နေရာမှာကျွန်တော်တို့က orange ဖြုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ heat pressure နဲ့ဖိရတယ်အပူဒီစေးသားကိုပူသွားအောင်လည်းလုပ်ရတယ်ပေါ့နော်ပူသွားအောင်လုပ်စေးသားပြော့သွားမှကျွန်တော်တို့လိုပုံပြင်းညှိပြီးတော့တိုက်ရတာဖြစ်တဲ့ဆိုဒီစေးရဲ့တိတ်သေးသားတွေကတနေရာတနေရာမတူတော့ဘူးပေါ့နော်ဒီနေရာလိုက်ကားတွေကဒီနေရာကိုနည်းနည်းရွေ့သွားမယ်ဒီနေရာလိုက်ကားနည်းနည်းထူသွားမယ်ဒီနေရာလိုက်ကားနည်းနည်းပါသွားမယ်ဒီလိုဒီနေရာလေးမှာပေါ့နော်ဒီစေးသားလိုက်ကားမညီမှုတွေစေးသားဒီစေးသားတိတ်သေးသားတွေကမတူတာတွေရှိလာတယ်အဲ့လိုဆိုလို့ရှိရင်တော့ဒီမီးလုံးကအားကြောင့်မလို့ဘယ်နည်းနဲ့မှလုံးဝဝါလုံးတိုင်းဝိုင်းနေမှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြန်ပြီးអော်သေးခွင့်ကြလို့ရပါတယ်နောက်ဆုံးတစ်ချက်ရှိပါသေးတယ်နော်ဒါကတော့ကျွန်တော်တို့ကားတစ်စီးကိုခုနကလိုပဲအလင်းအောင်ပါတဲ့နေရာကျွန်တော်ထိုးကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအလင်းရောင်နဲ့တဒန်းလေးကိုလူကမျက်နှာမူမှုလိုတယ်ပေါ့နော်ဘောနဲ့ဆိုရင်ဘောနဲ့လူနဲ့တဒန်းလေးကိုမျက်နှာမူမှုလိုတယ်ဒီလိုမျိုးဒီလိုမျက်နှာမူမှုလိုတယ်ပါဒန်းဆိုရင်လည်းဒီဘေးချမ်းဆိုရင်လည်းဘေးချမ်းနဲ့လူနဲ့တော့ကက်လျက်ပေါ့နော်ဒီလိုတန်းပေါ့နော်ဒါဘေးချမ်းဆိုရင်ဒီလိုနေရာနေရာယူပြီးတော့ဒီလိုကြည့်ရပါတော့ဒါဘောနဲ့ဆိုလို့ရှိရင်ဒီလိုမျက်လုံးကဒီလောက်မှရှိနေတယ်ဆိုတော့ဒီလိုကြည့်ဖို့လိုတယ်ပေါ့အဲ့လိုငုတ်ကြည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနှိုင်းလေးရှိနေလိမ့်မယ်ကျွန်တော်လိုက်ချက်ခုတ်လေးလိုလိုတိုင်းလေးတွေ body မှာရှိနေမှာဆိုလို့ရှိရင်အဲ့ဒါပြန်ပြီးပါပေါ်သေးလုံးဝမဖြစ်နိုင်ဘူး original ဆေးတွေမှာညိုတိုင်းချက်ခုတ်လေးလုံးဝမပါနိုင်ပါဘူးကျွန်တော်လိုတန်းနဲ့ကြည့်ဖို့လိုပါတယ်နော်လူကဒီ bonnet နဲ့ကားနဲ့နှလုံးနဲ့တန်းနဲ့ဖြစ်နေဖို့လိုတယ်ဘေးချမ်းကြည့်မှဆိုလို့ရှိရင်နှလုံးနဲ့ဘေးချမ်းနဲ့တန်းထဲမှာနေရာယူကြည့်ဖို့လိုတယ်ဒါမှကျွန်တော်တို့ခုနကပြော line လေးတွေကကျွန်တော်တို့ရှိနေတာကိုသူမြင်ရမှာပါဒီ line လေးတွေကဘာကြောင့်ဖြစ်လာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးစရာတွေဆေးမုန်းတဲ့အချိန်မှာကျွန်တော်တို့ကဒီကိုလက်နဲ့ဂန်းနဲ့မုတ်တဲ့အချိန်မှာလက်အယူအဆတွေဂန်းအယူအဆတွေကျွန်တော်တို့ကဒီဂန်းရဲ့တစ်ထက်ကိုနောက်တစ်ထက်ကထပ်ဖုံးသွားတဲ့အခါကျတော့တချို့နေရာလေးမှာပါသွားမယ်တချို့နေရာလေးမှာထူသွားမယ်ဒီလိုမျိုးပေါ်ကလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီ line လေးတွေကအနည်းနဲ့အများရှိအောင်ရှိနေမှာပါအဲ့တော့ဒါလေးကိုလည်းခွဲခြားပြီးပြီးဖို့လိုရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာဘူးကားပွဲသားတွေဝယ်ရောင်းနေတောင်းမို့ကားဝယ်တော့မဲ့သူတွေလုံနေကြ body ကိုလိုက်ခေါက်တာတော့ပြန်သေးអော်သေးကျွန်တော်တို့မသိရဘူးလားမေးရလို့ရှိရင်ကျွန်တော်တို့ပြန်သေးအော်သေးတော့ကျွန်တော်တို့မသိရနိုင်ရပါဘူးမသိနိုင်ပါဘူးเนาะကျွန်တော်တို့ဒီလိုမျိုးလိုက်ခေါက်တာဒါပေမဲ့ဘာသိနိုင်လဲဆိုကျွန်တော်တို့ဒီလိုဒီကားတစ်စီးမှာကျွန်တော်တို့ဒါပတိထည့်ထားလားပတိထည့်မထားဘူးလားကားတိုက်ကားလားတိုက်ကားမဟုတ်ဘူးလားဒါတော့သိနိုင်ပါတယ်အဲ့တော့ဒီလိုအတန်ခေါက်လိုက်တဲ့အချိန်မှာသူ့ရဲ့အောက်ကတချို့ကကျွန်တော်တန်များဆိုရင်ဆိုတာတောင်းတောင်းမြင်ရအောင်เนาะအဲ့တော့ကိုလို့အဲ့လိုမမြင်နေတဲ့ကားမျိုးဆိုလို့ရှိရင်ကျွန်တော်ဒါပတိရှိတယ်ပေါ့နော်ပတိရန်ထူတယ်ပတိပါတယ်အဲဒါမှပတိရှိတာလေဆိုလို့ရှိရင်ဒီကတိုက်ထားတဲ့ကားလားဒါမှမဟုတ်ရင်စေးသားကြွလို့ပြန်မှုတ်ထားတဲ့ကားလားအဲ့လိုမျိုးကြည့်ဖို့လိုတာပေါ့နော်ဥပမာကားတစ်ပြည့်ထုတ်တာ9နှစ်ပဲရှိသေးတယ်ခေါ်လိုက်လို့ဘော်ဒီကခုံးခုံးမြင်နေတယ်ဆိုလို့ရှိရင်တော့ဒါစေးကြွလို့ပြန်မှုတ်လို့ပတိလေးပါထည့်ထားတာမဟုတ်ပါဘူးဗျာဆိုတော့9နှစ်လောက်ရှိတဲ့ကားစေးကြွစရာအကြောင်းမရှိဘူးဒါတိုက်ထားလို့တော့ကားမှာတစ်ချက်ထိထားကြီးကြီးမှထိထားလို့ဒါ
ကျွန်တော် body ပြန်လို့ထားနေပါတယ်နော်အဲ့ဒါကိုလည်းသိနေဖို့လိုပါတယ်နော်ဒါကြောင့်လို့ကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့ကြည့်လို့ဆို model ခုနှစ်နဲ့လက်ရှိကားတစ်စီးမြင်နေရတဲ့ပုံစံနဲ့မှာကျွန်တော်တို့ချိန်ထိုးကြည့်နိုင်မှုကအရေးကြီးပါတယ်အားလုံးပဲကျွန်တော်ဒီရှင်းပြပေးသွားတာကတော့ကျွန်တော်တို့ကားတစ်စီးကို original စစ်သားနဲ့ပြန်ဆေးနဲ့ဘယ်လိုခွဲခြားရမလဲဆိုတာကိုအချက်၅ချက်နဲ့ရှင်းပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယို channel လေးမှာလည်းကျွန်တော်ကားနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုမျှဝေသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုကျွန်တော် subscribe လုပ်ထားဖို့ကျွန်တော်တောင်းဆိုပါတယ် When the prince in the crib, ma, drop it like it's hot.